လူဘဝခရီးမှာအပေါင်းအသင်းဆိုတာမရှိမထင်လိုအပ်တဲ့အရာတစ်ခုပါဒါပေမဲ့ဘယ်လိုအပေါင်းအသင်းမျိုးကမှတကယ်အပေါင်းအသင်းအစစ်အမှန်လဲဆိုတာကိုတော့လူတိုင်းစဉ်းစားမိကြမှာပါကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ရိုးရရဲ့ချေမှုမှာလည်းတငယ်ချင်းကောင်းမိတ်ဆွေကောင်းဆိုတာကိုတန်ဖိုးထားတတ်ကြပါတယ်ဒီဆောင်းပါးမှာတော့အပေါင်းအသင်းဆိုတဲ့မြန်မာစာသားလေးကိုအခြေခံပြီးတကယ်အပေါင်းအသင်းအစစ်အမှန်ရဲ့အဓိပ္ပာယ်တန်ဖိုးနဲ့ဘယ်လိုတိဆော့တဲ့နေဆိုတာကိုနက်နဲ့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်မင်္ဂလာပါမိတ်ဆွေပေါင်းတို့ဓမ္မလောက YouTube Channel မှာပြန်လည်ကြိုဆိုပါရဗျာအပေါင်းအသင်းဆိုတာပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာတင်မပေးနိုင်တဲ့တနေ့ပြတ်သွားမှာပါကျွေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာတင်မကျွေးနိုင်တဲ့တနေ့ပြတ်သွားမှာပါကူညီနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာတင်မကူညီနိုင်တဲ့တနေ့ပြတ်သွားမှာပါခိုင်းတဲ့၍လှုပ်ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာသူခိုင်းတဲ့၍တင်မလှုပ်ပေးနိုင်တဲ့တနေ့ပြတ်သွားမှာပါချေးငားနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာတင်မချေးမငားနိုင်တဲ့တနေ့ပြတ်သွားမှာပါတကယ်တော့တငယ်ချင်းဆိုတာပေးဆက်နိုင်မှုနဲ့မရင်းနှီးပါနဲ့ရယူမှုနဲ့မရင်းနှီးပါနဲ့မေတ္တာနဲ့ရင်းနှီးပါနားလည်မှုနဲ့ပေါင်းသင်းပါစာနာစိတ်နဲ့မိတ်ဖွဲ့ပါညာတာစိတ်နဲ့လက်တွဲပါအစာကောင်းစားရတိုင်းတတိယပါအတီတရားကောင်းရရှိတိုင်းဝေငှပါပျော်စရာတွေ့တိုင်းလှမ်းခေါ်ပါစိတ်ညစ်စရာတွေ့တိုင်းတိုင်မင်းပါဝါနဲ့စရာတွေ့တိုင်းဖွင့်ဟပါသူစီကဆိုတဲ့ရလုံမှုတွေဖျောက်ပြပါဘာတွေပဲလို့ကြုံဘဝကခဏလေးပါကိုယ့်ရဲ့အတ္တစိတ်ကြောင့်မာနတွေကြောင့်တငယ်ချင်းကောင်းတွေကိုတော့လက်မလွတ်လိုက်ရပါစေနဲ့လို့ပြောချင်ပါဗျာအတ္တပေါ်အခြေခံသောအပေါင်းအသင်းများ၏ဖြစ်စည်းလွယ်မှုလူဘဝမှာအတ္တစိတ်နဲ့ပေါင်းသင်းတဲ့အပေါင်းအသင်းတွေဟာရေရှည်မတည်မြဲနိုင်ပါဘူးပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာတင်မပေးနိုင်တဲ့တနေ့ဖြစ်သွားမှာပါဒီအချက်ဟာလူတဘာဝရဲ့အားနည်းချက်တစ်ခုကိုထင်ဟပ်ပြနေပါတယ်လူတစ်ယောက်ကကိုယ့်စီကနေတစ်ခုခုကိုအမြဲတမ်းမျှော်လင့်နေပြီးအဲ့ဒီမျှော်လင့်ချက်တွေမဖြည့်ဆည်းပေးနိုင်တဲ့အခါဆက်ဆံရေးဟာပြိုလဲသွားတတ်ပါတယ်ပေးကမ်းနိုင်စွမ်းဆိုတာအမြဲတမ်းတည်မြဲနေတဲ့အရာမဟုတ်ပါဘူးဘဝမှာအတက်အကျဆိုတာရှိတတ်တာမို့တစ်ချိန်မှကိုယ်ကမပေးနိုင်တော့တဲ့အခါအဲ့ဒီလိုအပေါင်းအသင်းတွေဟာကိုယ့်ကိုစွန့်ခွာသွားမှာပါဒါဟာတကယ်မေတ္တာနဲ့ပေါင်းသင်းခြင်းမဟုတ်ပဲအကျိုးစီးပွားကိုသာရှေ့တန်းတင်တဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ်ကျွေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းကျွေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာတန်မကျွေးနိုင်တဲ့တနေ့ပြတ်သွားမှာပါစားဝတ်နေရေးဆိုတာလူတိုင်းအတွက်အရေးကြီးပါတယ်ဒါပေမဲ့တငယ်ချင်းအချင်းချင်းဆက်ဆံရေးမှာစားတောက်မှုတီခင်းထက်ခံမှုတွေကအဓိကမဟုတ်ပါဘူးတစုံတစ်ယောက်ကကိုယ့်ကိုအမြဲတမ်းကျွေးမွေးနိုင်လို့သာပေါင်းသင်းနေတယ်ဆိုရင်အဲ့ဒီဆက်ဆံရေးဟာအပေါ်ယံတတ်တာချစ်ပါတယ်ကိုကမကျွေးမွေးနိုင်တော့တဲ့အခါသူတို့ရဲ့စိတ်ဝင်စားမှုဟာလည်းပျောက်ကွယ်သွားမှာပါတကယ်တငယ်ချင်းဆိုတာအတူတူထငင်းတနတ်ဝေးမြစားရတဲ့နောင်ပျော်ရွှင်နိုင်သူတွေဖြစ်ပါတယ်ကူညီနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းကူညီနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာတင်မကူညီနိုင်တဲ့တနေ့ပြတ်သွားမှာပါလူတစ်ယောက်ကဘဝမှာအခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါတငယ်ချင်းတွေရဲ့အကူအညီကိုလိုအပ်တတ်ပါတယ်ဒါပေမဲ့ကိုကအမြဲတမ်းကူညီနိုင်စွမ်းရှိနေလို့သာပေါင်းသင်းနေတဲ့သူတွေဟာကိုယ်တိုင်အကူအညီလိုအပ်တဲ့အခါဒါမှမဟုတ်ကူညီနိုင်စွမ်းမရှိတော့တဲ့အခါကိုကြောခိုင်းသွားတတ်ပါတယ်ကူညီပေးခြင်းဟာမေတ္တာနဲ့ပေးကမ်းခြင်းဖြစ်ပြီးအပြန်အလှန်မျှော်လင့်ချက်နဲ့ပေါင်းသင်းခြင်းမဟုတ်သင့်ပါဘူးခိုင်းတဲ့၍လုပ်ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းသူခိုင်းတဲ့၍တင်မလုပ်ပေးနိုင်တဲ့တနေ့ပြတ်သွားမှာပါဒီချက်ကတော့တငယ်ချင်းဆက်ဆံရေးမှာအမျက်ထုတ်လို့စိတ်ကိုပြသနေပါတယ်တငယ်ချင်းတယောက်ကိုကိုယ့်ရဲ့အစေခံတဲ့ပွဲခိုင်းစေပြီးအကျိုးမြတ်ယူလိုတဲ့စိတ်ချက်ဟာအပေါင်းအသင်းကောင်းရဲ့လက္ခဏာမဟုတ်ပါဘူးကိုကသူတို့ခိုင်းတာကိုမလိုပေးနိုင်တော့တဲ့အခါသူတို့ဟာတခြားတယောက်ကိုရှာဖွေသွားမှာပါတကယ်တငယ်ချင်းဆိုတာအပြန်အလှန်လေးစားမှုနဲ့တန်တူဆက်ဆံကြတာဖြစ်ပါတယ်ချေးငှားနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းချေးငှားနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာတင်မချေးမငှားနိုင်တဲ့တနေ့ပြတ်သွားမှာပါငွေကြေးဆိုတာတငယ်ချင်းဆက်ဆံရေးကိုပျက်စီးနိုင်တဲ့အရာတစ်ခုပါတစုံတစ်ယောက်ကကိုယ့်ကိုငွေကြေးချေးငှားနိုင်လို့သာပေါင်းသင်းနေတယ်ဆိုရင်အဲ့ဒီဆက်ဆံရေးဟာအလွန်အန္တရာယ်များပါတယ်ကိုကမချေးမငှားနိုင်တော့တဲ့အခါသူတို့ကကိုယ့်ကိုစိတ်ဖြတ်ပြီးစွန့်ခွာသွားမှာပါငွေကြေးကိစ္စတွေဟာတငယ်ချင်းအချင်းချင်းကြားမှာတတိထားကင်တွေ့ရမယ့်အရာတွေဖြစ်ပါတယ်တကယ်တငယ်ချင်းအစစ်အမှန်ရဲ့အနှစ်စာတာမေတ္တာနဲ့ယဉ်နီးပါတကယ်တော့တငယ်ချင်းဆိုတာပေးဆက်နိုင်မှုနဲ့မယဉ်နီးပါနဲ့ရယူမှုနဲ့မယဉ်နီးပါနဲ့မေတ္တာနဲ့ယဉ်နီးပါနားလည်မှုနဲ့ပေါင်းသင်းပါစာနာစိတ်နဲ့မိတ်ဖွဲ့ပါညာတာစိတ်နဲ့လက်တွဲပါ
အစာကောင်းစားရတိုင်းတတိယပါအတီတရားကောင်းရရှိတိုင်းဝေငှပါပျော်စရာတွေ့တိုင်းလှမ်းခေါ်ပါစိတ်ညစ်စရာတွေ့တိုင်းတိုင်မင်းပါဝမ်းနည်းစရာတွေ့တိုင်းဖွင့်ဟပါသူစီကဆိုတဲ့ရလိုမှုတွေဖျောက်ပစ်ပါဘာတွေပဲလူကြုံဘဝကခဏလေးပါကိုယ့်ရဲ့အတ္တစိတ်ကြောင့်မာနတွေကြောင့်တငယ်ချင်းကောင်းတွေကိုတော့လက်မလွတ်လိုက်ရပါစေနဲ့လို့ပြောချင်ပါတယ်ဗျာအတ္တပေါ်အခြေခံတော့အပေါင်းအသင်းများ၏ပျက်စီးလွယ်မှုလူဘဝမှာအတ္တစိတ်နဲ့ပေါင်းသင်းတဲ့အပေါင်းအသင်းတွေဟာရေရှည်မတည်မြဲနိုင်ပါဘူးသူစီကဆိုတဲ့ရလိုမှုတွေဖျောက်ပစ်ပါကိုယ့်ရဲ့အတ္တစိတ်ကြောင့်မာနတွေကြောင့်တငယ်ချင်းကောင်းတွေကိုတော့လက်မလွတ်လိုက်ရပါစေနဲ့လို့ပြောချင်ပါတယ်ဗျာဘဝဆိုတာတိုးတောင်းလှပါတယ်ဒီတိုးတောင်းတဲ့ဘဝခရီးမှာတကယ်မိတ္လာနဲ့ပေါင်းတဲ့တငယ်ချင်းကောင်းတွေဟာဘဝကိုပုံမလှပါစေပါတယ်အချုပ်ပြောရမယ်ဆိုရင်တော့အပေါင်းအသင်းဆိုတာပေးဆက်နိုင်စွာရယူလို့စိတ်အကျိုးစီးပွားတွေနဲ့တိုက်တာလို့မရပါဘူးမေတ္တာနားလည်မှုစာနာစိတ်နဲ့တစ္ဆာရှိမှုတွေနဲ့တိဆောက်ရတဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ်ဘဝရဲ့အတက်အကျတွေမှာအတူတူရက်တည်ပေးနိုင်တဲ့အကောင်းအဆိုးကိုဝေမျှခံစားနိုင်တဲ့တငယ်ချင်းကောင်းတွေဟာတကယ်ဘဝရဲ့ယရနာတွေပါပဲဒီလိုတငယ်ချင်းကောင်းတွေကိုတန်ဖိုးထားပြီးဘဝခရီးကိုပျော်ရွှင်စွာဖျက်ထားနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဆုတောင်းပေးလိုက်ပါတယ်ဗျာ